လွမ်းနေတဲ့ရှိရဲ့ကိုရဲ့စိတ်ဥယျာဉ်နဲ့မင်းပြုံးပန်းနေပဲပွင့်နေမင်းစီကားကိုကြားခြင်းနဲ့အဆင်ပြေတယ်ဆိုတဲ့သတင်းပဲအဆက်ဆက်ရရကယူဆိုင်ပါအထက်မှစရာလေးမရှိပညာသင်ဖို့ကျွန်တော်ခွဲပြီးရက်ဒေတာတစ်ခုကိုသူထွက်ခွာသွားပြီနှစ်ယောက်လုံးဝမ်းနေရတဲ့နှုတ်ဆက်ကြတဲ့အချိန်လေးကနာခံပါမယ်ဆက်လိတ်တွေလျှော့တော့ဖို့မင်းရဲ့နှကန်းကအမိန်လေးအားဘာကြောင့်ပဲဖြစ်ဖြစ်အမငယ်ပါနဲ့ချီရဲ့မင်းနာမြေကိုရှိနေတဲ့ကိုကမင်းရဲ့အရေးလေးပါဟိုရောက်ရင်လည်းပညာကိုစူးစမ်းသိယူလူတွေကကုန်ငယ်ငွေချင်းမှမရှိရင်တန်မိုးမထားခြင်းစိတ်ကူးလေးတွေလည်းဒီနေ့တော့ကောင်းတဲ့ပေါ်လာမှာပါကွာနားမှာမင်းမရှိတော့ကိုဘဝမှာပြောစရာဆိုရရှာလိုအပ်ချက်တွေများစွာနဲ့မပြည့်စုံသေးတဲ့ကိုလိုဘဝတွေအိမ်မက်တွေအတွက်စူးစမ်းရအောင်မယ်ကိုလိုချိန်တွေကြာကြီးခွဲကြရအောင်မယ်မြေတာစစ်တွေပဲဂတိတွေပေးထားတဲ့ဘယ်တော့မှသစ္စာတရားတွေမမဲကူရရင်စံတဲ့မိဘညာများလွမ်းခဲ့တဲ့အိမ်မက်တွေရခံနာလေစူးစမ်းဖို့လိုနေသေးတယ်တို့နှစ်ယောက်ရဲ့လက်တွေဘဝမှာချစ်ကရင်မကြည့်နိုင်ပါဘူးနေညာမြေကွာတတိတွေရတဲ့တနေ့ရောတို့တူရှိနေရမယ်ကိုတို့နှစ်ယောက်ကြည့်ဘူးတဲ့ဇလန်လေးတွေကလိုပဲအစာပိုင်းသူတို့ဝင်းနေပေမဲ့ဆုံးသက်မှာတူရှိနေကြတယ်တို့လည်းအဲ့လိုရှိနေရမယ်သစ္စာနဲ့ဂတိတွေတရားလဲမပေါက်ပြတ်ပါဘူးချစ်ရဲ့တို့မြင့်တိုင်းဖြူစင်ကြောင်းအားလုံးလည်းသိသေးရမယ်ရရစမပြေမှုတွေများတဲ့ဒါကြောင့်အစားတော့ကိုလည်းစင်ကြင်ရွေးနေစားဝမ်းနဲ့မနေပါနဲ့မင်းပြောနေတာကိုပဲမြင်ချင်းသူမင်းမျက်ရည်ကြတာကိုတော့မမြင်ချင်းဘူးလေကွာခံနာတဲ့အိမ်မက်တွေအတွက်ကြိုးစားနေချိန်လွမ်းရလဲစိတ်မပြတ်နဲ့အတွေ့တွေကနှိမ့်ဆက်နေမဲ့ချိမနေနဲ့တရက်တွေတဲ့ချစ်လျက်ပဲဝေးနေကြတဲ့ချစ်လျက်ပဲဆွေးနေရတဲ့သူတွေလည်းကွာများကြီးမို့တို့တူရင်ဆိုင်ကြမယ်ဒီအတားအဆီးကိုစိုးတွေနဲ့ရင်ဆိုင်ပြီးအကောင်းတွေနဲ့ကြုံတွေ့ရမယ်မျောလင်းချက်တွေဒါတနေ့တော့ကောင်းတယ်ပေါ်လာမှာပါကွာစိတ်ကူးထားတဲ့အတိုင်းပဲတနေ့တော့တို့ရောက်အတူတူရှိနေနိုင်မှာပါ